သူရဲကောင်းလို့လုပ်ရတဲ့ကြောင့်ကဘာတဝင်းလူတွေကိုအန်အားတင်စီခဲ့တဲ့မိုင်းရှင်းလင်းရဲ့ရွက်ကလေးတကောင်ရှိခဲ့တာကိုသိပါသလားဒီသူရဲကောင်းလေးရဲ့နာမည်ကမာဂါဝါထက်ပါတယ်သူဟာ2016ခုနှစ်ကစပြီးကမ္ဘောဒီးယားနိုင်ငံမှာမိုင်းရှင်းလင်းရဲတာဝန်ထမ်းဆောင်ခဲ့ပြီး9နှစ်အတွင်းမြေမြုပ်မိုင်းနဲ့ဖောက်ခွဲရေးပစ္စည်း100ကျော်ကိုအနံ့ခံရှာခွေဖယ်ရှားနိုင်ခဲ့ပါတယ်သူရှင်းလင်းပေးခဲ့တဲ့မြေအကျယ်ဝင်းကတော့ဘောလုံးကွင်း20လောက်နဲ့ညီမျှတဲ့သလင်းပေါင်း4000စတရန်မီတာကျော်ထူးခြားတာကတော့tennis queen တကွင်းစာကိုမိနစ်20တဲ့နဲ့စစ်ဆေးနိုင်တဲ့အထိမြန်ဆန်ပြီးတည်ကြပါတယ်မာဂါဝါဘိုဘယ်ဂျီယန်ပရာဟီတာအဖွဲ့အေပိုပိုကလေ့ကျင့်ပေးခဲ့ပြီးပောက်ခွဲစေတတ်တဲ့ပစ္စည်းတွေကဓာတုဒရပေါင်းတွေကိုအနံ့ခံနဲ့တိတိကျကျရှာဖွေနိုင်ပါတယ်2020ခုနှစ်မှာတော့တရိစံတွေအတွက် George Bienzu လို့ခေါ်တဲ့ PDSA Gold Medal ကိုရရှိခဲ့ပြီးဒီဆုကိုရရှိတဲ့ပထမဆုံးကျွက်ကလေးဖြစ်လာခဲ့ပါတယ်သူ့ကိုဂုဏ်ပြုကိုအတွက်ကမ္ဘောဒီးယားနိုင်ငံ CM ဟစ်မြို့မှာအမတ်တရားရုပ်တုတစ်ခုကိုလည်းဖန်တီးထုတ်လုပ်ပြီးအပြည့်ပြည့်ဆိုင်ရာမိုင်းအသိပညာပေးနေမတိုင်ခင်ဖွင့်လှစ်ခဲ့ပါတယ်အသက်ရှင်နေအထိအသက်ရှင်ခဲ့တဲ့မာဂါဝါဟာအိုမေးလာပြီးတော့2022ခုနှစ်မှာကဘာကနေထွက်ခွာသွားခဲ့ပါတယ်လူငယ်လေးတွေကနေအရွယ်ရောက်သူတွေအထိတရစ်ဆန်လေးတစ်ကောင်ကလည်းလူသားတွေကိုကယ်တင်နိုင်တယ်ဆိုတာကိုမာဂါဝါကပြသခဲ့တဲ့မမေ့နိုင်တဲ့သတ္တိတစ်ခုပါပဲ